မင်္ဂလာဆိုတာအခါရက်လတတ်မှတ်ကြမြဲမှုအခါတော်မှနာယီစသာအချိန်များကိုမမတ်တွက်ချက်မင်္ဂလာအခါရက်ဖြင့်တတ်မှတ်ချက်ပြုရပါသည်ခင်ဗျာမင်္ဂလာပါပံလူနာတိစိန်တတိတိမင်္ဂလာတဲ့မကောက်မှုမှန်သမျှတို့ရိပ်ဖြတ်တတ်သောကြောင့်မင်္ဂလာလို့ခေါ်ပါတယ်အဲ့ဒီမင်္ဂလာကနှမျိုးလောကီမင်္ဂလာလောကုတ္တရာမင်္ဂလာတဲ့ယခုပြောရမယ့်စကားရက်ကလောကီမင်္ဂလာဖြစ်တော့အန္တရာယ်ခတ်သိမ်းကင်းငြိမ်စေခြင်းဟာတတို့သမီးတတို့သားတို့အာညာတနာပါသဖြင့်ဘဂဝါဖယားကပြင့်လိုက်ကြအောင်စို့မြတ်ဖယားဒီပင်ကရာထံမှာမနတိရွှင်စွာအမှန်အလျားမောက်ပြီးတရားဆောက်ခါဗျာဒိတ်ခံ၍မှုမဟာစိတ်တော်တန်တန်နှင့်တပါးဒီမကြွလိုပါတော့ကြောင့်တရားနိပြကဝေနေရစ္ဆာတို့အားမသွေစနစ်တကြနိဗ္ဗာန်ခေါ်ဆောင်လိုပါသဖြင့်ကြွလာတော်မူသောဖယားရှင်ကိုတော်မြတ်အားတတို့သားတတို့သမီးတို့ကယိုသေးစွာဂါရဝဖြင့်ဥချလို့ကြော့လိုက်ကြပါစို့ရှင်ကိုရောမြတ်ကြီးဤဂုံတော်အနန္တကိုကြံဆကလက်စုံမိုးရရှိခိုးကြောပြီးပြန်ပါတော့ဘုရားရှင်ကိုရောမြတ်ကြွလာသည့်အချိန်ကစ၍အဝန်းအပပါလာကြတဲ့များစွာသောဒေဝတာတို့တော့သေချာတခန်းတနာဖြင့်ဖိတ်ခေါ်ခြင်းမပြုတော့ပါဘူးခင်ဗျာဒါကြောင့်နတ်အများတဲ့မှတ်သားစရာငါအနန္တတွင်ဖယားအရဟန္တတကုံတည်းပြပြီတော့တကူစာအနန္တဖြစ်တဲ့ယခုရှိနေတဲ့အမိအဖအနန္တဂုံအနုညာတခွင့်ပြုကြတဲ့မိဘနှစ်ပါးတို့အားတန်တာရဝတ်ကြည်အောင်ညှို့ခွေကဥနှိမ်ပြော့၍ရှိခိုးကြော့ကြပါစို့မာတာပိတာမိဘတို့မှာကွယ်ဝါကြည်ကြသံတရားဝဲရည်ကြီးကလေးတော်ဒီဥဇာရဲ့ကျိုးရှင်ဥဇာချင်းချင်းရဲ့ပြတ်ပါရဲ့မိဘနှစ်ပါးဆိုရင်ဒီမှာလူဝဲသာဆွေလူကိုကျွေးနေကြတယ်မိဘနှစ်ပါးဆိုရင်ဒီမှာလူဝဲသာဆွေလူကိုကျွေးနေကြတယ်ကျေးဇူးတော်အနန္တတွေ့စုမျိုးကြံစားရဲ့တန်လျာဝတ်ကြည်အောင်ွယ်ညှို့ခွေပါလို့နေငါလက်ဆုံးမရခိုးလိုက်ပါတဲ့မိဘနှစ်ပါး
မာလူကွယ်အလားစိတ်တို့ယူကိုကျွေးလေကြတယ်ကျေးဇူးတော်အနန္တကျွေးစီညောကြံထားရဲ့တန်လျာဝကြည်အောင်ကွယ်ညစ်ခွေပါလို့ခေငါလက်ဆုံးကိုရှက်ကိုလိုက်ပါတဲ့ပရိသတ်စုံလင်ပါ၍ဘိသိက်ဆရာကြီးအဘိဓမ္မာတောင်းကြွပါခမညာယခုအခါတွင်အခါတော်စနာယီတော်ရပါသဖြင့်ဖယားရှင်ကိုတော်မြတ်နှင့်တကွအမိအဖနှစ်ပါးအနန္တ၅ပါးတို့ယူသည်မြတ်နိုးလက်စုံမိုး၍ရှိခိုးကြော့ပြီးပါပြီခမညာပြီးတဲ့အခါမာတာပိတုဟိအနုညာတော်ပြဟောသောပပ္ပါလိလာရှိသည်နှင့်အညီအမိအဖနှစ်ပါးခွင့်ပြုချက်အယလက်ထပ်နီး၄မျိုးတို့တွင်ပန်းကိုင်းခြင်းရှက်၍လက်ထပ်ခြင်းဟုဆိုအပ်သောပုပ္ဖဝါဟနိကလက်ထပ်နီးလက်ချင်းထပ်ခြင်းဟုဆိုအပ်သောဟထဝါဟနိကလက်ထပ်နီးရေခွက်တင်လက်စုံချ၍လက်ထပ်ခြင်းဟုဆိုအပ်သောဥဒကပိန္ဒာဟလလက်ထပ်နီးထမင်းကိုဆုပ်တပိုင်းစီကျွေး၍လက်ထပ်ခြင်းဟုဆိုအပ်တဲ့တံပုလဗတ္တလက်ထပ်ခြင်းဤလေးပါးတို့တွင်လက်ထပ်ရန်စအချိန်ကြရသည့်နာယီအခါတော်မိပါသဖြင့်နယီတော်စလက်ထပ်ရန်အချိန်ကြပါဗလားခမညာအောင်လေရတို့ဝေဖိဝေသေခါအိုးဘိသိယာတရားကသုံးလုံးချင်းအ내ကဟောပါတယ်ခင်ဗျာဘယ်လိုသုံးလုံးချင်းအ내ကိုဟောပါတယ်လဲဆိုရင်ဖြင့်ငွေခရုနဲ့ရေထိပြီးခါမင်္ဂလာတပြေပန်းဖြင့်အောင်ပါစေသာအောင်စေသာလို့သုံးလုံးရပါရော့တယ်ဗျအဲ့ဒီလိုသုံးလုံးတဲ့ခါမှအမိအဖနှစ်ပါးနဲ့တကွပရိသတ်များကကတော့ရတဲ့အကျိုးမျှော်ကိုတောင့်တဆုတော်ရစေခြင်းဟာဟောဒီလိုဆုပေးကြပါရော့တယ်ဗျာလက်ထပွဲတွင်တွဲစဉ်လူမောင်မဲမြစ်တာဆောင်ငန်းတွင်ပျော်ပျော်ရွှင်ချစ်လီပြမရချစ်အားသစဉ်ဘဝခရီးလမ်းတစ်လျှောက်တွင်မငြီးရမ်းမင်းမငြီးရမ်းမင်းပြုံးပျော်စွာခင်မင်းရောမြေချအောင်ပေါင်းရပါစေသာဆုံးမြတ်စေလက်ထပွဲတွင်တွဲစဉ်မောင်မဲမြစ်တာဆောင်ငန်းတွင်ပျော်ပျော်ရွှင်ချစ်လီပြမရချစ်အားသစဉ်ဘဝခရီးလမ်းတစ်လျှောက်တွင်မငြီးရမ်းမင်းမငြီးရမ်းမင်းပြုံးပျော်စွာခင်မင်းရောမြေချအောင်ပေါင်းရပါစေသာဆုံးမြတ်စေရေရတုခဗမင်္ဂလာစိတ်ဓာတ်တန်ဟောတိသာဆိုရှိခဲ့သည်ခဗမင်္ဂလာအလုံးစုံသောမင်္ဂလာပေါင်းတော်တွင်
သာသာမင်္ဂလာအလုံးစုံသောမင်္ဂလာပေါင်းတို့တွင်ယခုဆောင်ခြင်းအပ်သောအာဝါဟဝိဝါဟမင်္ဂလာသည်ဘုရားတူအောင်ပါစေတည်းဘုရားတော်အောင်သည်ဖြစ်၍သိတာတော်ပြည့်မြောက်ခြင်းတို့၏ဘုရားဖြစ်ပါစေတည်း